အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ brand ကိုတိစောက်ချင်တဲ့လူတွေအတွက် brand ကိုတိစောက်တဲ့အခါမှာ OEM နဲ့ ODM ဆိုပြီးတော့နှစ်မျိုးရှိတယ် OEM ကတော့ original equipment manufacturer လို့ခေါ်ပါတယ်သူကတော့မူရင်းထုတ်လုပ်သူပေါ့နော်မူရင်းထုတ်လုပ်သူဆိုတာကကိုကဒီပစ္စည်းတစ်ခုကိုထုတ်လုပ်တော့မယ်ဆိုလို့ရှိရင် brand ကအစားကို brand logo ကအစားကို logo ပစ္စည်းကအစားကိုရဲ့ပစ္စည်းကိုရဲ့ပစ္စည်းရဲ့အရေးအသွေးကိုလိုချင်တဲ့အနံ့အယောင်အဲ့လိုမျိုးတွေအကုန်လုံးကိုကိုတိုင်းဖန်နေယူလို့ရတယ်ကိုတိုင်းစိတ်ကူးပုံဖော်ထားတဲ့ဒီဇိုင်းကိုရေးဆွဲလို့ရတယ်စက်ရုံကအကုန်လုံးလုပ်ပေးတယ်ပေါ့နော်သူတို့ကိုဘယ်ပုံစံလေးဘယ်ကာလာလေးလိုချင်ပါတယ်ဘယ်အယောင်လေးနဲ့ဆက်ချင်ပါတယ်ဘယ်လိုမျိုးပုံစံလေးချင်ပါတယ်ဆိုပြီးတော့ပြောလိုက်ရုံပါပဲဒီဇိုင်းရှင်လည်းဒီဇိုင်းပေးပြီးသူတို့ကိုဘူးရဲ့ပါကင်မှာပေးလိုက်ရုံပါပဲ ODM ကြတော့သူက original design manufacturer ဖြစ်ပါတယ်သူကကြတော့ထုတ်လုပ်သူရှိပြီးသားအောင်မှာကိုက IPC ကိုပြန်ယူရောင်းတာပဲဖြစ်ဖြစ်အဲ့ရဲ့ formula အတိုင်းကိုကယူရောင်းတာပဲဖြစ်ဖြစ်လုပ်တဲ့ပုံစံမှာသူကတော့နှစ်မျိုးရှိရပေါ့နည်းနည်းလေးပဲစားချင်သေးတယ်အရင်ကြီးလည်းအရေးအတွက်များများကြီးလည်းမလုပ်ချင်သေးဘူးရင်းနှီးမြှုပ်နှံမှုလည်းမများသေးဘူးဆိုဒါဆိုရင်ဒီစက်ရုံမှာဘာတွေထုတ်လဲပေါ့နော်ဘာတွေထုတ်လဲဘယ်ပစ္စည်းမျိုးစားတွေထုတ်လဲဒါကိုကျမတို့ယူရောင်းလို့ရလားပေါ့နော်ဥပမာထားလိုက်ပါတော့စီချာ coffee ဆိုလို့ရှိရင်အဲ့ coffee ကိုကျမယူရောင်းချင်တယ်ဆိုလို့ရှိရင်သူတို့ထုတ်လုပ်ပြီးတဲ့နိုင်ငံတွေ order မှာတဲ့ခါမှာကိုကလည်းထပ်ဖြည့်ပြီးတော့ order မှာလို့ရတယ်ဥပမာကိုလိုချင်တယ်100လိုချင်တယ်200လိုချင်တယ်ဒါမျိုးလေးတွေလည်းလုပ်လို့ရတယ်ကို brand ကိုလုပ်မယ် OEM ပုံစံမျိုးကကြတော့ဒါကကိုယ့်ရဲ့ပစ္စည်းပဲဒါကကိုယ့်ရဲ့ product ပဲဒီပစ္စည်းဒီကိုပိုင်ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကိုတိုင်းအကုန်လုံးကိုစိတ်ကြိုက်ဖန်တီးလို့ရတယ် ODM ကကြတော့သူကဘူးပုံစံဒီဇိုင်းအရသာအယောင်အနံ့အကုန်ရှိပြီးသားဒါပေမဲ့ကိုကအဲ့ပစ္စည်းကိုကိုကယူရောင်းတဲ့သဘောပေါ့နော်ယူပြီးတော့ကိုပစ္စည်းအနေနဲ့ယူရောင်းမယ်ကိုကအဆင်ပြေပြီးဆိုမှကိုပိုင်ပစ္စည်းအနေနဲ့ပြန်လဲပြီးတော့ထုတ်လို့ရပါတယ်ဘယ်လိုပဲဖြစ်ဖြစ်OEM နဲ့လုပ်လို့ ODM နဲ့လုပ်လို့သတ်မှတ်ထားတယ်ပေါ့နော် FDA ဒီ license ဒီဘောင်ထဲကသွားလို့ရှင်တော့အားလုံးစိတ်ဖြစ်ပြီးတော့အားလုံးအဆင်ပြေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်